ရန်ကုန်မြို့ရဲ့မထင်ထားစရာအခြေအနေကြောင့်နာမည်ကြီးနေရာတွေကိုရေးပေါ်ပိတ်လိုက်ရပြီ။ရန်ကုန်မြို့ရဲ့ညဘက်လူစီကိုင်းရာနေရာတစ်ခုဖြစ်တဲ့လာသာမြို့နယ်ကနာမည်ကြီး16လမ်းပါဝင်နာမည်ကြီးနေရာတွေကိုလက်ရှိမှာတော့ရေးပေါ်ပိတ်လိုက်ရပါပြီ။လက်ရှိရန်ကုန်မြို့မှာကူးစက်ဖြစ်ပွားနေတဲ့ပြင်းထန်ဝမ်းပျက်ဝမ်းလျှောယောဂကြောင့်ယောဂကူးစက်မှုအခြေအနေဟာပုံမဂရုစိုက်ရမယ့်အနေထောင်ရောက်ရှိလာတဲ့အတွက်ဩဂတ်စ်လ23ရက်နေ့နနက်ပိုင်းအောင်စပြီး16လမ်းမှာရှိတဲ့စားတောက်ဆိုင်အားလုံးကိုတပတ်ခန့်ယာယီပိတ်သိမ်းထားဖို့တပ်ဆိုင်ရာကရေးပေါ်ညွှန်ကြားလိုက်ပါတယ်။ဆိုင်ဝင်တဲ့အနေနဲ့မနက်ပိုင်းရောက်မှရုတ်တရက်သိလိုက်ရတဲ့အခြေအနေဖြစ်ပြီးလက်ရှိမှာတော့16လမ်းတစ်ခုလုံးရှိဆိုင်တွေအကုန်လုံးပိတ်ထားလိုက်ရပြီဖြစ်ပါတယ်။ဒီလိုရုတ်တရက်ပိတ်သိမ်းလိုက်ရတဲ့အခြေအနေတွေကဘာကြောင့်ဆိုးရွားလာရတာလဲဆိုရင်အဓိကကတော့ကူးစက်မှုနှုန်းမြင့်တက်လာလို့ပဲဖြစ်ပါတယ်။လာတာမြို့နယ်မှာဝမ်းပြက်ဝမ်းလျှောယောဂဖြစ်ပွားနေတာကိုသိရှိရတဲ့တပြိုင်နက်သက်ဆိုင်ရာဌာနဆိုင်ရာတွေစီပင်တရားတာဝန်ရှိသူတွေချက်ချင်းနေရက်ကွက်အုပ်ချုပ်ရေးမှုတွေနဲ့လွှတ်တော်ကိုယ်စားလှယ်တွေအရေးပေါ်စီဝေပြုလုပ်ခဲ့ကြပါတယ်။အဲဒီဆုံးဖြတ်ချက်တွေအရယောဂဖြစ်ပွားစေနိုင်တဲ့အထူးအကြောင်းရင်းတွေကတစ်ခုဖြစ်တဲ့လမ်းဘေးစာတွေကိုအထူးသတိထားဖို့တတိပေးလာပါတယ်။လာတာမြို့နယ်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်ဒေါ်အေးမြသဲဖြူရဲ့ပြောကြားချက်အရလက်လုံချင်းအတုံးနဲ့ဒုတ်ထိုးစတဲ့လမ်းဘေးဆိုင်တွေကိုနေရက်ကနေ3ရက်အထိယာယီရနာထားဖို့ညွှန်ကြားထားတယ်လို့သိရပါတယ်။ဒါအပြင်ယောဂပြင်းများနေတဲ့လမ်းမတော်လာတာမဘဲတန်းနဲ့ကြောက်တရားမြို့နယ်တွေမှာကျန်းမာရေးဦးစီးဌာနနဲ့ထွေအုပ်ပူးပေါင်းပြီးအစားအသောက်နဲ့တောက်သုံးရည်တွေကိုအပူတပြင်းလိုက်လံစစ်ဆေးမှုတွေဆောင်ရွက်နေပါတယ်။ရန်ကုန်ပြည်သူ့စေယုံကြီးရဲ့စီးရင်နေအရှာဆိုရင်လည်းအခြေအနေဟာတုံလေးကိုတတိထားရမယ့်အနေအထားမှာရှိနေပါတယ်။လူနာရည်တွက်ဟာနေ့စဉ်နဲ့မျှစက်တိုက်တိုးလာနေတာကိုအောက်ပါတိုင်းတွေ့ရပါတယ်။ဩဂတ်စ်9ရက်မှ10ရက်အထိဝမ်းပြောင်ဝမ်းလျှောလူနာ28ဦးရောက်ရှိခဲ့ပါတယ်။ဩဂတ်စ်17ရက်လူနာသစ်90ဦးရုတ်တရက်ထပ်တိုးလာခဲ့ပါတယ်။အဲ့ဒီနေ့ထိစေယုံတန်လူနာ68ဦးရှိတဲ့နောက်10ဦးသာစေယုံဆင်းနိုင်ခဲ့ပြီးအသက်62နှစ်အရွယ်တက်ကြီးလူနာတို့ကွယ်လွန်ခဲ့ပါတယ်။ဩဂတ်စ်2ရက်လူနာသစ်84ဦးထပ်မံရောက်ရှိခဲ့ပြန်ပါတယ်။ဩဂတ်စ်3ရက်ရန်ကုန်တိုင်းဒေသကြီးအစိုးရဖွဲ့ရဲ့ထုတ်ပြန်ချက်အရရန်ကုန်စေယုံကြီးမှာပြင်းထန်ဝမ်းပျက်ဝမ်းလျှောယောဂပိုးတွေ့ရှိသူ54ဦးထိရှိနေပြီဖြစ်ပါတယ်။ဒီချက်လက်တွေကိုကြည့်ရင်ရန်ကုန်မြို့တွင်းမြို့နယ်အချို့မှာဝမ်းပျက်ဝမ်းလျှောယောဂအလင်းမြန်ကူးစက်ပြန့်ပွားနေရဆိုတာထင်ရှားပါတယ်။ဒါကြောင့်ရန်ကုန်မြို့နယ်ပြည်သူလူထုအနေနဲ့ခုလိုအချိန်မှာမိမိနဲ့မိသားစုရဲ့ကျန်းမာရေးအတွက်အထူးဂရုစိုက်ကြဖို့လိုအပ်နေပါပြီ။ကာကွယ်နိုင်ရန်အတွက်အောက်ပါချက်များကိုထူးဂရုပြုလိုက်နာကြပါ။လမ်းမစာများကိုရှောင်ကျဉ်ပါ။အထူးသဖြင့်ရင်သားစာများအစိမ့်စားသောအတုံများနဲ့လက်လုံချင်းများစားသုံးခြင်းကိုလုံးဝရှောင်ကျဉ်ပါ။ရေဦးကြိုချက်တော့ပါတောက်သုံးရေကိုမဖြစ်မနေပုတ်ပွက်ဆူအောင်ကြိုချက်ပြီးမှသာတောက်သုံးပါ။သို့မဟုတ်ယုံကြည်စိတ်ချသောရေတန့်ကိုသာတောက်သုံးပါ။တကူရေတန့်ရှင်းရေးဂရုစိုက်ပါ။အစာမစားမီနဲ့အိမ်သာတက်ပြီးတိုင်းလက်ကိုဆက်ပြန်နဲ့စင်ကြဲစွာဆေးကြောပါ။ဝမ်းပြောင်ဝမ်းလျှောယောဂဟာပေါ်ဆောင်လို့မရတဲ့ယောဂဖြစ်ပြီးအချိန်မီမကုသရင်အသက်အန္တရာယ်အထိဆိုရင်ရပါတယ်။ဒါကြောင့်ယောဂလက္ခဏာတစုံတရာပြသလာပါကနီးစပ်ရာဆေးရုံဆေးကမ်းများသို့အချိန်ဆွဲမနေဘဲချက်ချင်းတွားရောက်ပြသကြဖို့အထူးတိုက်တွန်းအပ်ပါတယ်။